ຫນွေဥအဆိုးဆုံးမြလေယူတွေတိုက်ရော့ဝါကလေးတွေကျွေးလေပွေတဲ့လွင့်သေတောင်သေချင်ပါတယ်လွန်အားကြီးလွန်းလို့အဲ့တော့ကျွန်တော်60မှာနေတယ်ဗျကျွန်တော်တို့60ဝန်းကျင်မှာအဲ့ဒီလူຫນွေဥပေါက်ရင်ပွင့်နေပန်းနေရှိတယ်ဗျအဲ့ဒီပန်းနေပွင့်ကျွန်တော်အရန်လွမ်းတာပဲဟိုသူများတွေလူဗရောက်တွေခန်းတော်တွေကျွန်တော်ကကြပြမဆမ်းပါဘူးပြောလိုက်ရင်ပန်းသိပါတယ်လက်ပံပွင့်ဗျလက်ပံပွင့်ရကျွန်တော်တို့ညာမှာကြတော့ပင်ကြီးမျိုးဗျယောက်ျား2ယောက်ဖက်လို့မမီဘူးကြီးကြီးတွေပွင့်မြေဆိုတပင်လုံးကိုရဲရဲหนีလို့7ပင်15ပင်လောက်စုပွင့်ကြပြီဆိုတော်လုံးကိုနီးနေတာပဲအရန်လွမ်းမှုကောင်းတယ်အဲ့ဒီကောင်တွေမပွင့်သေးဘူးဆိုကျွန်တော်မျောရတယ်ပွင့်ပြီဆိုရင်သိလွမ်းတာပဲဒါနေ့တိုင်းလက်ပံမွေးနေကျွန်တော်နဲ့တသနာတက်နေကြပဲရန်ကုန်မှာခြေချအသက်ကြီးလွယ်ခြေချနေတော့လက်ပံမွေးမရှိဘူးဗျဘာရှိလို့ဆိုစိတ်မန်းမွေးနေရှိနေတာချင်းတော့တူတယ်ဗျကျွန်တော်လွမ်းလို့မရဘူးကိုယောဂနဲ့ကိုပဲဗျအဲ့ဒီကောင်ကျွန်တော်သိမရှင်းနေဘူးရှိရမှာ